Jewelry တစ်ခုနဲ့ဘဝအမတ်တရားတွေဘလို့ဖန်တီးလို့ရနိုင်လဲ။ Jewelry တစ်ခုဆိုတာရိုးရိုးအလားစင်ပစ္စည်းထပ်ပိုပါတယ်။ကိုဘဝရဲ့အရေးကြီးတဲ့အမတ်တရားတွေကိုအချိန်ကုန်ဆုံးသွားပေမဲ့ထာဝရရှင်သန်နေနိုင်အောင်သိသိပေးထားနိုင်တဲ့ပစ္စည်းလေးတစ်ခုလိုပါပဲ။ကိုယ်တိုင်ဒီဇိုင်းဖော်ထားတဲ့လက်စွပ်လေးတစ်ကွင်းဒါမှမဟုတ်နာမည်စာလုံးထွင်းထားတဲ့ဆွဲသီးလေးတစ်လုံးကိုကြည့်လိုက်တိုင်းအဲ့ဒီပစ္စည်းဝယ်ခဲစဉ်ကခန်းစားချက်နဲ့ပျော်ရွှင်စရာဇာတ်လမ်းတွေကိုပြန်လည်သတိရစေမှာပါ။ဒါအပြင်ဒီအထည်လေးတွေကိုမျိုးဆက်တစ်ခုကနေတစ်ခုစီလက်ဆင့်ကမ်းအမွေပေးခြင်းအပြင်ကိုယ့်ရဲ့မြေတာနဲ့တမိုးထားမှုတွေကိုနောက်လာနောက်သားတွေစီထိခိုင်မာစွာချိတ်ဆက်ပေးနိုင်ပါတယ်။ဒါကြောင့် jewelry တစ်ခုဝယ်ယူတာဟာပစ္စည်းတစ်ခုကိုပိုင်ဆိုင်တာထက်ဘဝတစ်သက်စာတမိုးဖြတ်မရနိုင်တဲ့အမတ်တရားတွေကိုယဉ်နှီးမြှုပ်နှံလိုက်တာပဲဖြစ်ပါတယ်။ jewelry တစ်ခုဟာရုပ်ဝတ္ထုပစ္စည်းသက်သက်ထပ်ပို့ပြီးလူတစ်ယောက်ရဲ့ဘဝမတ်တိုင်းတွေဖြစ်တဲ့မွေးနေ့မင်္ဂလာဆောင်တဲ့အောင်မြင်မှုအထိမ်းအမှတ်တွေကိုကိုစားပြုတဲ့အတွက်အချိန်တွေဘလို့ပဲကုန်ဆုံးသွားပါစေအဲ့ဒီပစ္စည်းလေးကိုမြင်လိုက်တိုင်းပျော်ရွှင်စရာခံစားချက်တွေကိုပြန်လည်အသက်ဝင်လာစေတာဖြစ်ပါတယ်။ဒါအပြင်မိသားစုအစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့အမွေအနှစ်တစ်ခုအနေနဲ့တမိုးထားသိမ်းဆည်းရတဲ့အခါမှာချစ်ချင်းမြတ်တာနဲ့တန်ရုံစင်တွေကင်းအောင်နေတာကြောင့်အခြားဘယ်အရာနဲ့မှလဲလှယ်လို့မရတဲ့ထာဝရအမတ်တရားတမိုးတွေရှိလာရခြင်းဖြစ်ပါတယ်။ဒါကြောင့် jewelry ဆိုတာပိုင်ဆိုင်သူရဲ့ဘဝဇာတ်လမ်းတစ်ပုဒ်ကိုဖော်ပြနေတဲ့အဖိုးတန်အမတ်သားတစ်ခုပဲဖြစ်ပါတယ်။အထူးနေ့ရက်တည်းရဲ့အနှစ်သာရကို jewelry နဲ့ချိတ်ဆက်ဖို့ဆိုရင်ဝေးလာအလိုက်သတ်မှတ်ထားတဲ့ pastel လေးတွေကိုဆွဲသီးမှာထည့်သွင်းတာဒါမှမဟုတ်မင်္ဂလာနှစ်ပတ်လည် anniversary လိုက်သတ်မှတ်ထားတဲ့ရတနာအမျိုးအစားတွေကိုရွေးချယ်ဝတ်ဆင်ခြင်းကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ဒါအပြင်လက်စွပ်ဒါမှမဟုတ်ဆွဲသီးရဲ့အတွင်ဘက်မှာကိုရီးယားမင်္ဂလာရက်ဆွဲဒါမှမဟုတ်အမတ်တရားစကလုံးလေးတွေကိုစာသားထွန်းထုခြင်းအပြင်အဲ့ဒီအထည်လေးကိုကြည့်လိုက်တိုင်းထူးခြားတဲ့နေ့ရက်ရဲ့ခန်းစားချက်ကိုပြန်လည်ခန်းစားရစီမှာပါ။ဒါကြောင့် jewelry ဝယ်ယူတဲ့အခါအဲ့ဒီနေ့ရက်ရဲ့သင်္ကေတနဲ့ကိုပိုင်အမတ်သားလေးတွေပေါင်းဆက်လိုက်တာဟာရိုးရိုးလက်ဆောင်တစ်ခုထပ်ပိုတဲ့ထာဝရအမတ်တရားတန်ဖိုးကိုဖန်တီးလိုက်တာပဲဖြစ်ပါတယ်။ jewelry ကိုလက်ဆောင်ပေးခြင်းကလည်းချစ်သူအချင်းချင်းကြားမှာဆိုရင်ထာဝရခိုင်မြဲတဲ့ချစ်ချင်းမြတ်တာနဲ့ဂတိသစ္စာကိုဖော်ဆောင်တယ်လို့မိသားစုဝင်တွေကြားမှာတော့ဂီယူဆိုင်မှုနဲ့မျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းတဲ့နှွေးထွေးတဲ့အမွေနဲ့တစ်ခုအဖြစ်အဓိပ္ပာယ်ရပါတယ်။တငယ်ချင်းတွေကြားမှာဆိုရင်တော့ခိုင်မာတဲ့တန်ရုံစင်နဲ့အမတ်တရားတွေကိုတန်ဖိုးထားတဲ့သင်္ကေတဖြစ်ရှိနေပြီးရွှေနဲ့ရတနာတွေရဲ့မပြည့်စည်နိုင်တဲ့ဂုဏ်သက်တည်ကြောင့်ပဲဒီလက်ဆောင်တွေဟာပေးကမ်းသူနဲ့လက်ခံသူကြားကဆက်ဆံရေးကိုပုံမခိုင်မာလေးနဲ့စီတာဖြစ်ပါတယ်။ဒါကြောင့် jewelry တစ်ခုကိုပေးလိုက်တာဟာရုပ်ဝတ္ထုပစ္စည်းတစ်ခုထပ်ပိုတဲ့စည်ရင်းမှန်တဲ့လေးစားတန်ဖိုးထားမှုကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ jewelry တစ်ခုကိုမျိုးဆက်တစ်ခုကနေတစ်ခုစီလက်ဆင့်ကမ်းတဲ့ဒလီဟာမိသားစုရဲ့ဂုဏ်ထွက်နဲ့ချစ်ချင်းမြတ်တာတွေကိုအချိန်ကာလတွေတခြားသမိုင်းတစ်ခုလုံးတည်ဆောင်သွားပေးတာဖြစ်ပြီးအဲ့ဒီအထည်လေးတွေဟာဝတ်ဆင်သူပြောင်းလဲသွားပေမဲ့လည်းမိသားစုရဲ့အမြန်နိုးဆုံးအမွေနဲ့ဖြစ်ထာဝရရှင်သန်နေမှာဖြစ်ပါတယ်။ဒီလိုလက်ဆင့်ကမ်းခြင်းအပြင်ဘိုးဘွားမိဘတွေရဲ့ကျူးဆိုင်မှုနဲ့ကောင်းမွန်တဲ့ဆုတောင်းတွေကိုနောက်လာနောက်သားတွေကအမြဲတမ်းကိုယ်နဲ့မကွာထိတွေ့ခံစားနေရတယ်လို့ဖြစ်စေတဲ့အပြင်ရွှေနဲ့ရတနာတွေရဲ့တမှုဟာလည်းနှစ်တွေကြာလာလေးပုံမခိုင်မာလာလေးဖြစ်လို့ဒါဟာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအဖုံးမဖြတ်နိုင်တဲ့အမွေပေးဝေခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ဒါကြောင့် jewelry အမွေနဲ့တွေဟာမိသားစုဝင်တွေကြားကတန်ရုံစင်ကိုခိုင်မြဲစေတဲ့အကောင်းဆုံးသောချိတ်ဆက်မှုတစ်ခုပဲဖြစ်ပါတယ်ရှင်။